ပုံမြ first starter ရတော့ပေါ်ကန်ဒီမှာ ace ကိုတော့လိုက်ပြီးတော့ထိုးနေတယ် review ပေါက်ထားတဲ့ပုံစံပဲနောက်မှလည်း flame shot ကလည်းတေးချောင်းပြထားသေးရဆိုတော့ဖတ်ပြီးတော့တက်တယ်က AI ဘက်ကိုပါမလို့နဲ့ fake ဘက်မှာကျန်ခဲ့တယ်အဲ့တော့ပြောအင်းဆိုရင် Ruby offer 2 man လောင်းရင်ရှင်းတဲ့ damage တွေကြာမှာ daily catch ကိုတော့အကောင်းဆုံးတော့ရှောင်ထားသေးအဲ့တော့မှာ 1F နောက်ကိုပြန်ပတ်သွားရဆိုတော့တစ်ဖက်မှာလည်းကျွန်တော်တို့နောက်ကနေပြီးဖြစ်နေတဲ့ဒီက damage တွေအရင်များ Ruby level 2 တွေကြားထဲမှာတကူက over 10 နဲ့2ပဲ Ruby DD ပါသွားခဲ့ဆိုတော့ elbow right တိုင်းလေးတင်ပေးနေတယ်ပဲနောက်ကနေပြီးတော့ ace ဖြစ်တဲ့ spare တစ်ခွက်ကိုတော့ကြိုးစားနေရပါတော့ကန်ဘတ်တက်ဆိုင်နေပြီ strike ထပ်ပြီးတော့ပေးနေတော့ပဲအဲ့တော့ Angela ပါထပ်ပြီးတော့ဝင်ပူးလိုက် baby flake ကပေးလိုက်ရပြီဗျအဲ့တော့အကောင်းဆုံးပြန်ပြီးတော့ bat နေရတစ်ဖက်မှာလည်း alpha star မို့2မဲ့ကောင်းတယ် daily catch နဲ့ပြန်ပြီးတော့ကဲတာတော့ပဲအဲ့တော့မှာကန်လိုက်ထိုးတဲ့နောက်မှာ baby တော့ကြာသွားခဲ့ပြီဗျတာဝါရေးဝင်ထိုးတော့မလွယ်ဘူးဒီကိရဲ့ရှင်နေover 10ကောင်းလိုက်တာဆိုပေမဲ့သူ့တော့မှဘသူမှတော့ပါမလာခဲ့နောက်မှာပြန်တော့ပေးလိုက်အဲ့မှာဘက်ကွီတို့တပြည့်ဝင်တိုင်းနေကြားထဲမှာကဲနေတဲ့ flake ကပြန်ပြီးတော့ပေးနေတော့မယ် silent flake ကကော်ပြီးတော့တောက်ချောက်ပြစ်နေတဲ့ damage တွေကြားထဲမှာတော့ kick ကိုပါပေးလိုက်ရပြီဗျမလွယ်ဘူးဗျအမချောင်းနှကောင်လုံးဖမ်းပြီးထားတယ် elbow silent ကိုတင်ပေးထားသေးရဆိုပေမဲ့နောက်မှလည်းကျွန်တော်ဘက်ကွီတို့သွားပြီးတော့ strike တွေကြားထဲမှာအင်္ဂလာဝင်တော့ပူပေးထားသေးတယ် daily catch နဲ့နည်းနည်းလေးဗတ်တယ်တော့ကွဲနေတော့အဲ့နောက်မှာတော့ကန်ရတော့တက်ပြီးတော့နောက်မှလည်း asma နှကောင်တက်ပြီးတော့ဖမ်းနေတော့မယ် maybe ကိုနောက်ကနေပြီး silent ပြစ်နေတဲ့ damage တွေကြားထဲမှာ Ruby DD offer flake ကတကယ်ကိုလာတယ်လောင်းကြီးစပယ်လေးလေးလွယ်သွားခဲ့နောက်မှာတော့ကန်ရဲ့တောက်ချောက်ကိုထိုးနေနေပဲ Ruby DD ကိုပါတက်ပြီးတော့ပေးလိုက်ရတယ်ဗျအဲ့တော့တိုးလို့လွယ်တယ်over 10နဲ့သွားပြီးတော့ဖမ်းနေပြီသေးရဆိုပေမဲ့လည်း baby ရဲ့ backup ကလည်းမျက်စံလေးပဲရောက်လာတယ်အဲ့တော့ flake ကလည်းခေါ်ပြီးတော့ကန်ပြီးတဲ့ကြားထဲမှာဒီနောက်ကနေတောက်ချောက်ကိုထိုင်ပြစ်နေတဲ့ memory damage တွေကြားထဲမှာတော့ဒီခါတော့ကျွန်တော် Justinจะသွားခဲ့ပြီကြာအဲ့တော့ Brody ညမှာတော့သူသွားပြီးတော့ second tower ကြိုက်ထားသေးရဲ့ 1F တကောင်နဲ့ပဲ၄ကောင်ကြားထဲမှာ elbow purify နောက်မှာရှိနေ Ruby DD ထပ်ပြီးတော့ပဲတစ်ဖက်မှာလဲကျွန်တော် Alpha တပိချုပ်ထားအောင်ပဲနောက်မှာ K အနေနဲ့တော့တစ်ဖက်မှာ kick ကိုလိုက်ပြီးတော့ထိုးနေဆိုဒီဘက်မှာလဲ 1F ရဲ့ Alpha Angela Flow တွေကြားထဲမှာဒီအနေနဲ့သိဆုံးသွားခဲ့ပြီအဲ့မှာ Ruby DD အကောင်းဆုံးပြန်ဖို့လုံနေတော့မယ်ဒါပေမဲ့ Lobo ကတော့ဘလို့မှတော့မဖြစ်နိုင်တော့တဲ့အဆုံးမှာ Ruby DD ကိုပါထပ်ပြီးတော့ပေးလိုက်ရတယ်ဗျအဲ့ရဲ့ second tower ကာလို့မရအောင်သွားတားပြီမဲ့သူကိုယ်တိုင်မှာပြန်ပေးလိုက်တယ်diversion နဲ့ရောက်လာပြီဆိုပေမဲ့လည်းပဲကျွန်တော်ရင်နဲ့ရန်နည်းနည်းလေးလွဲသွား star မို့ထပ်ပြီးတော့2မှပေးထားတဲ့ elbow ထပ်တိန်နေအောင်ပဲ asma ထပ်ပြီးတော့ပဲ Angela ဝင်ပူးရဆိုတဲ့နောက်မှာအကုန်လုံးတော့လိုက်ပြီးတော့ slow နေရတစ်ဖက်မှာလည်းကျွန်တော်ထပ်မှတ်ပြီးတော့ပဲရင်နဲ့ရ damage တွေကြားမှာကောင်းနေဖြတ်ပြီးတော့တိုက်နေတဲ့ကြားထဲမှာဒီရဲ့ damage output ကလည်းအကျန်းကိုများသလို silent flake ကပေးလိုက် Ruby DD offer flake ဆိုတဲ့နောက်မှာ silent မှာထက်ကြနေနေပဲဒီဘက်တဲမှာပုံတီကိုပဲဘယ်ကွန်ဘက်ကနေပြီးတော့ကြာသွားခဲ့ပြီဒါမှလည်းကျွန်တော်ဘက်ကွီရောမစ်ကိုဖျက်ရှင်းနေဆိုရင်တော့ mask နဲ့ all ပြီးတော့ပဲကန်နေတော့သူ escape ဖြစ်သွားမှလား Angela မှာလည်း AT ရှိမနေဘူးဗျdiversion နဲ့ကြိုပြီးစောင့်နေရဆိုတော့နောက်မှာ Brody level 2အဲ့နောက်မှာတော့ဘလို့မှလွတ်စရာအကြောင်းတော့မရှိတော့ဘူးဗျဒီတစ်ခါလေးအငယ်ပဲ diversion သွားတဲ့နေရာလေးကကောင်းတယ်ဆိုတော့နောက်မှာကန်ပစ်ပြန်ပြီးတော့ထိုးover 10 damage တဲပြီးတော့ပြတ်သွားပြီအဲ့တော့မှာ daily catch ပြန်တော့ထွက်လာပြီးတစ်ပတ်မှလည်းပေးပြီးကန်ရောကန်ပေးထားသေးရဲ့ကန်အောင်သွားပြီးကန်ပေးတာနောက်မှလည်းကျွန်တော် asma အနေနဲ့ 1F ace ကိုတော့ကျွန်တော် live ပို့နေတော့တစ်ပတ်မှလည်း maybe ကကူတော့အဆုံးသတ်ပေးတာပြီဟုတ်ဗျ 1F ထပ်ပြီးတော့ elbow ပေးမှလည်းမပေးသေးဘူး Ruby offer ပေးထားသေးရဲ့ကျတော့တွေးချောကကူတော့တဲပြီးတော့ပြတ်သွားခဲ့ဆိုတော့နောက်မှာ ace ကို flame shot မှာပြန်ပြီးတော့တွန်းလာသေးရဲ့ Justin အကောင်းဆုံးပုံစံတစ်ခုလုပ်ပေးတဲ့နောက်ကနေပြီးတော့ကန် ace ကိုသွားပြီးထိုးဖို့ကြိုးစားမှ maybe back elbow တွေကြားထဲမှာ back elbow တွေကြားထဲမှာ daily catch ကိုတော့အကောင်းဆုံးပုံစံတစ်ခုနဲ့ကျွန်တော်ကန်ပြန်ပြီးတော့ရှောင်းထွက်လာပြီဗျတော့ကိကိုသူတွေးသွားပြီဆိုတော့နောက်မှာဘာလို့မှလဲ Angela ဝင်ပူးပေးမှလားချမှလားတော့ Justin over တက်ပေးတာတဲပြီးတော့ပြတ်သွားတာဗျကိရဲ့ damage တွေကြာမှာ daily catch မှာနှစ်ကောင်သွားပြီးတော့နော်နေသေးရဲ့ ace ကိုမရရအောင်လိုက်ပြီးတော့တိုးနေရဲ့ 1F နောက်ကနေပြီးတော့ဒီရဲ့ဖြစ်နေတဲ့ damage တွေကြားထဲမှာပတ်ပြီးတော့ရဲလေချောင်း elbow နဲ့ပြန်ပြီးတော့စိတ်ထားရဆိုမဲ့ ace ကတော့ထပ်ပြီးတော့ကြောင်သွားနေတယ်ဒီအဲ့နောက်မှာနောက်ကနေပြီးတော့ကန်တောက်ချောက်ကိုလိုက်ပြီးတော့ထိုးနေတယ်မှာ Ruby DD ကိုပါတက်ပြီးတော့ပေးတာဒီရဲ့အဲ့နောက်မှာဘာလို့မှလဲ silent အကုန်လုံးတော့လိုက်ပေးနေမှာဒီရဲ့ damage ကလည်းအထင်သေးလို့တော့မရသေးဘူးဗျတာဝါလေးသွားပြီးထိုးခဲ့တယ်ဆိုရင်လည်း level ကျွန်တော်တစ်ဖက်မှာရှိနေတဲ့ဒီရဲ့ level 2ကတော့ပြန်ပြီးတော့ပဲသူ့ကို survive ဖြစ်အောင်လုပ်ပေးသွားခဲ့ပြီဗျပေးရတော့ပါနော်ဒီအနေထားတစ်ခုမှာဆိုလို့ရှိရင်တော့ maybe ကြောင့်ကံကိုကြိုးစားတစ်ဖက်မှာလည်း 1F ကတော့ဝင်သွားခဲ့တဲ့အနေထားတစ်ခုမှာတော့ပေးလိုက်ရပြီဗျအဲ့တော့လုံးဝကောင်းနေပဲ 1F ၄ကောင်ကြားထဲမှာ maybe ကလည်းဒီက Angela ဝင်ပူးလို့မရsilent level 1တစ်ချက်လေးမှာဆိုလို့ရှိရင်တော့ okay mega 2 lane ပေးလိုက်ရပြီဗျဘာဆက်ဖြစ်မှာလဲဒီမှာတော့ Justin စပယ်တော့ပေးနေတော့မယ်ကောင်းလိုက်တဲ့ Ruby ဒီနေ့မှာတော့ Flame ကနဲ့ offer ပေးသွားတယ် import ပြန်ကြမှာ daily catch လုံးဝကွတိလေးပဲအဲ့တော့ damage output ကမလောက်တော့ကဲအောင်မှာထပ်မှန်ပြီးတော့ Ruby level 2တွေကြားထဲမှာ ace အဆုံးသတ်ပေးနေတယ် mega 3 lane ကိုပါရောက်ရှိနေခဲ့ပါပြီအဲ့တော့တစ်ဖက်ကကောင်းက over 10တွေကြားထဲမှာ kill အနေနဲ့ပြန်ပြီးတော့ပြတ်သွားခဲ့ဆိုပေမဲ့ tower only ပဲရိုက်နေတဲ့နောက်မှာတော့ game number ဆက်မှာဆိုလို့ရှိရင်တော့ AI Esport အသင်းနိုင်ရရှိသွားခဲ့ပါပြီ